ဒီနေ့ကိုဖြိုးရဲ့ကစတမာလေးကအရင်တစ်ခါမတီးအောင်ဆိုးထားတာပေါ့နော်အဲ့ဒါလေးအယောင်ကျသွားလို့အခုဒီလုပ်ငန်းဝင်တော့မှဖြစ်တဲ့အတွက်အညိုရောင်လည်းမဟုတ်ဘဲနဲ့အမိုင်းဘက်သွားတဲ့အယောင်လေးစိုးပေးပြတာဖြစ်ပါတယ်တစ်ချက်လိုက်ကြည့်ပေးပါနော်ကိုဖြိုးကအညိုရောင်လေးသို့မဟုတ်အညိုတော့မဟုတ်ကအမိုင်းတဲ့ဘက်ကလေးကိုစိုးပေးထားတာဖြစ်ပါတယ်လုပ်ငန်းလုပ်မဲ့သူရုံးလုပ်ငန်းလုပ်တဲ့သူတွေဆိုရင်အခုကိုဖြိုးစိုးပြထားတဲ့အယောင်လေးကိုလိုက်စိုးကြည့်ဖို့ပြောချင်ပါတယ်ကိုဖြိုးအခုစိုးပြထားတဲ့ဟာလေးပေါ့နော်စပင်လေးလည်းဤစင်းနေအောင်လို့အကောင်းဆုံး treatment ကလေးတွေလုပ်ပေးလိုက်တယ်เนาะပြီးတဲ့ခါကြာလို့ရှိရင်ဒီမှာလက်ကလေးနဲ့တည်တည်ချာချာလေးရှင်းပေးတယ်ပေါ့နော်လုံးဝအညိုအမိုင်းဘက်လေးပဲเนาะလုံးဝအမဲကြီးမစိုးရတာမကြိုက်တဲ့သူတွေဆိုရင်အရန်စင်ပြေတဲ့အယောင်လေးဖြစ်ပါတယ်ကိုဖြိုးစီကိုစပင်လာရောက်ဆိုးလို့ရပါတယ်ကိုဖြိုးကတော့33ဘီလန်ခွန်လေးဖြစ်ပါတယ်ကဲဘယ်လောက်ထိလှပနေတော့မိမိုက်နေတော့အယောင်လေးလဲဆိုတစ်ချက်ကြည့်ပါစပင်အယောင်လေးအရန်လှပါတယ်ကျွန်တော်ရဲ့ customer လေးကလည်းဒီအယောင်လေးကိုကြိုက်ပါတယ်တဲ့အမဲမစိုးချင်တဲ့သူတွေရုံးလုပ်ငန်းလုပ်တဲ့သူတွေဆိုရင်ဒီအယောင်လေးဆိုရင်အရန်ကိုအဆင်ပြေပါမယ်